Hello 皆さんにဒီတစ်ခါမှာတော့အရင်အေးပြီးတော့နေ့နေ့ကြားနိုင်ငံတွေမှာအတွင်းအင်းသားလေယာတစ်ခုဖြစ်တဲ့ heat မဝစ်ဖက်နဲ့ဆောင်းအတီကိုဖျက်ကျော်ဖို့ဆိုတော့တော်တော်လေးခက်တယ်ပေါ့နော်ဒီတစ်ခါတော့ရမုံက heat ဝစ်ရတဲ့အားတာချက်တွေပြပြပေးပါမယ် heat ဝစ်တာကရမုံတို့ရဲ့ကိုယ်ခန္ဓာအပူချိန်ကိုထိန်းပေးတယ်အပေါ်ကနေဒီအနွေးတဲ့အထူကြီးလေးကြီးဘလောက်ဝဲပေါ့နော်အင်းသားလေယာဖြစ်တဲ့ heat တွေမဝစ်ထားဘူးဆိုရင်အရင်အေးနေအောင်မှာပဲပေါ့ဒါကြောင့်မလို့ယောက်ျားလေးရောမိန်းကလေးရောအပေါ်ကနေတခြားအနွေးတွေမဝစ်ခင်မှာအတွင်းထဲကနေဒီအပေါ်အောက်ရောကို heat လေးဝစ်ပေးတဲ့နေပေါ့နော်ပြီးရင်သူအရင်ပေါ့ပါတယ်အတွက်ခန္ဓာကိုယ်နဲ့ fit ဖြစ်စေတယ် slim ဖြစ်စေတယ်အနွေးတက်ပေးုံတာမကဘူးပေါ့နော်လှုပ်ရှားရလဲလွယ်ကူတယ်အလုတ်သွားမလားခရီးသွားရင်ဝစ်မလားအိမ်ကြီးဝစ်မယ်ဆိုရင်တော့မှရမုံတို့ heater သုံးတဲ့အတွက်မီတာဘိုးတွေရွှေ့တာရလဲရောက်တယ်ပေါ့နောက်ပြီးတော့ heat တွေကရွှေ့ဆုပ်ပြီးတော့6တွေ့တာမြန်စေတယ်ကွာရွှေ့ထွက်ရင်တော့မှပြန်အေးပတ်တာမျိုးမဖြစ်ဘူးအနံ့ထွက်လဲမလွယ်ဘူးပြီးရင်နူးညံ့တဲ့အတွက်ဒီခန္ဓာကိုယ်ရားရံတာမျိုးမဖြစ်စေဘူးအပြင်ကနေပြီးတော့ဆောင်းတွင်းမှာတိုက်တဲ့လေအေးတွေကိုလည်းကာကွယ်ပေးတယ်ပေါ့နော်ဒါကြောင့်မလို့ယောက်ျားလေးရောမိန်းကလေးရော heat လေးတွေဆောင်းတွင်းမှာစောင့်ထားတဲ့ပါတယ်အခုဆိုရင်ဘယ်နေရာမှာပဲဖြစ်ဖြစ်အလွယ်တကူဝယ်လို့ရအနည်းစုံလည်းတကူဝယ်လို့ရတာပေါ့ Uniqlo တို့ GU တို့ပေါ့ဒါကြောင့်ဆောင်းတွင်းမှာ heat လေးတွေနဲ့ဖြတ်ချက်ကြည့်ပါ